ပွဲစဉ်14MMA main event 60 kg ဝေးတန်းပွဲအတွက်ရှင်ပြိုင်ကြတဲ့ဖိုက်တာများနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာအနေတော်မှာရှင်ပြိုင်ထိုးသမဲ့ဖိုက်တာကတော့အသက်22နှစ်အရက်9ပဲ10လမ်းမှာဝိတ်60 kg ပွဲ6ပွဲရှင်ပြိုင်ထားရမှာ9ပွဲတိုင်းတပွဲတည်းဖြင့် top 1 club မှာအကိုတိုင်း AR သားဖိုက်တာကျော်ဝေရကျော်ရံပဲဖြစ်ပါတယ်ဗျကျော်ကြီးရှိုးနေပြီစကားအသိမပြောဘူးအပြာတော်မှာရှင်သာထိုးပေးတဲ့ဖိုက်တာကတော့အသက်20အရက်9ပဲ9လမ်းမှာဝိတ်60 kg ပွဲ9ပွဲရှင်ပြိုင်ထားရမှာ6ပွဲနိုင်တပွဲရှုံးပြီးပိုင်ဘောက်ဆင်ကလပ်မှာကလေးမျိုးဖိုက်တာဂေဘောရောင်းဝါမိန်းပွဲစပါပြီညီလေးโอเคကျွန်တော်ဒီဘက်ကိုထုကလေးစပူစာပေးတာကတော့ဒီရှယ်ထုကဲ Oh my god ခေါက်ဆဲယူလာမိုက်တဲ့ Mr. Potato အောက်ကစားပစ္စည်းမှာဆိုရင်76 sport gear ရဖြစ်ပါတယ်ဗျဟေးဒီဘောကတော့ကြည့်ရတာဒုတိယကော်နာမရီတော့ပဲစာရစားပေါ့ဒီဘောဟုတ်တယ်တတူးလေးနဲ့ဆိုပြေးသွားကျော်ရတော့မကရှိုးနေနော်စကားအများကြီးပြောပြီးပဲဆိုတော့ထားပဲကျော်ကြီးပြင်းတော့ရဲမောင်းလေးတော့နည်းနည်းလေးကွာတယ်ဗျနော်ရဲမောင်းလေးတော့နည်းနည်းလေးကွာတယ်ဒီဘောရဲ့ body structure လုံးဝချစ်နေရမယ်နော်မင်းလုံးဝစတုံးမဆယ်ပဲMMA ဘူးတိုင်းကစားမယ်နော်စီကံကြနဲ့ကစားမယ်ဟုတ်ပြီနော် ready နှစ်ဖက်ကတော့ကျိန်းနေပဲဗျဘောင်းစားပြီဗျစပါပြီကျော်ကြီးကတီငိမ်မကြီးလေလုံး pressure လိုက်ပေးတာလေကျော်ကြီးရဲ့ထောက်လက်တီကျွန်တော်ကျော်ကြီးထောက်လက်တီရန်တော့ကြအိုးတွေးကြတယ်ကြီးလေးကပါဝါအပြည့်ပဲလားကြီးကကျော်ကြီးနေနေတော့အယောင်တီငိမ်လာကြီးလေးတီးကဟုတ်တယ်အိုးအဲ့အနေများတယ်အေးကန်ကြဝီနေနေရပဲကြက်ဝီကနေပြင်းနေတာအိုးဟိုက်ကစ်တွေတော့ကောင်းလာပြီလေဒေးဟိုက်ကစ်ကဒေးဟိုက်ကစ်ကြီးညောင်တော့အရင်တီငိမ်နေကြီးလေးတီးကကင်ဘောပြုံးတာပြုံးနေသေးအိုးဒါလုံးဝပါဝါရှော့နေအေးထိုးနေတာ MMA လဲအိမ်နော်အတွင်းကတွေကတော့တော်လုံးဖြစ်တယ်နော်အဲ့ဒါများဖြူထားလို့ရှိရင် ground game မှာအရင်အားတာတယ်အဓိကတော့ဂင်ပွဲလှုပ်ရှားမှုနှိမ့်ရနိုင်တယ်အတွင်းကတွေနိုင်ထီလို့ရှိရင်လေအဲ့ဒါကျော်ရင်ကတော့အရင်တည်ငြိမ်နေနော်ခက်လဲလုံးဝမကြောက်အေးဂင်ပွဲနိုင်ရထိနာသွားတယ်ကြီးလေးအောက်ပိုင်းကရကြောက်စရာကြီးကျော်ရဟာကဘုံစရာဝိုင်းမဘုံစရာနဲ့ ground ပေါင်ကျွေးဖို့ပဲကျန်တော့တယ်ကျော်ကြီးဒီပွဲမှာကျော်ကြီးက elbow ကိုအဝါနိုင်ခွင့်ရှိတယ်ဒါလဲကြသွားတဲ့အချိန်မှာလုံးဝအခွင့်အရေးကိုအမိရရွေးတာကြီးလေးကကျော်ရင်အနေနဲ့ ground game မှာတွေ့ကြုံချက်ချိရမယ်ကြီးလေးဒါဆိုတော့ပြန်ထားနိုင်တယ်ပေါ့ဂိမ်းပေါ်ပြန်ထားနိုင်တယ်
တတိတော့ထားမယ်ဗျခုန position လို့ဆိုလို့ရှိရင် အမားခံလို့မရဘူးဗျ ခုန position ဆိုရင် guillotine ဝင်သွားဖို့ chance ရှိတယ် ဒါနီးစနစ်ကြတဲ့ဖိုက်တာတွေဘလို့လုံးဝအမားခံလို့မရဘူးမှားရနဲ့စားအောင်ပါပဲအေးဒီနေတာမှာထပ်အေး elbow that's the elbow we want ကျော်ကြီးကဒီပွဲမှာ elbow အဝပေးသုံးတာဖြစ်တဲ့အတွက်သူ့အတွက် Arsenal ထဲမှာ weapon တစ်ခုကတော့အများကြီးထပ်ထွက်လာတာပဲ ကလင်းနေထားမှာလုံးဝဒါခြေပြားတွေကိုတက်နေတဲ့နီးစနစ်တွေပါလာပြီဗျ အိုး ဒါတကယ်လုံးပြတယ်ညီလေးရဲ့ တကယ်ဖြစ်တယ်အိုးဂိမ်းဘောမှာဂိမ်းဘောပေါ်ပြန်သွားတယ်မောင်းနေရပါတယ် အိုးအဲ့ဒါအနေများတယ်နော် ကျော်ကြီးနေနဲ့တောင်းတစ်ချက်ကျွေးခံလိုက်ကြတယ်ပေါ့ဒီအောက်ကနေဒါသူပြန်ပြီးရုံထွက်มาသားလင်းအဆင်ပြေလိမ့်မယ်ပေါ့အော်ကျော်ရင်အနေနဲ့ ground ပိုင်းကနည်းငယ်ပြဿနာရှိလို့ထင်တယ်နော်အရင်ပွဲအော်ဒီပွဲရောဆိုရင် ground ပိုင်းပြဿနာတက်ဗျအိုး round နဲ့ဆွဲချတာလေလုံးဝခံခဲ့တယ်ညီလေးကလုံးဝအသက်ရှူပါမှားသွားတယ်အဲ့ဒါအချိန်ရလဲပွဲပြီးတော့10မိနစ်ပဲလို့ရတယ်အော် round ကျွေးတယ်ကျော်ရင်အနေနဲ့တော့ပထမအချီမှာဒါပြီးကန်ဒီမှာနည်းငယ်ရုန်းကန်နေရတယ်ပေါ့ဒါဆိုလို့ရှင်းနဲ့လက်တစ်ဖက်ကို control လုပ်သွားပြီ အဲ့ဒီကကြောက်ရတယ်ဗျအဲ့ position โอ้ကျော်ရအောင်ဒါအပေါ်ကနေပြန်ပြီးတော့ ground control လုပ်ပြန်ထိန်းချုပ်ထားတယ်ပေါ့လုံးဝအထမခံဘူးလုံးဝအထမခံဘူး ထားရင်လည်း game board အန်ဒီရရှိတယ်ဗျအဲ့ဆိုသူအပေါ်မှာသူတော်တော်ကြီးကိုသူဝင်းနေပြီဗျအောက်ကခံရတဲ့လူကလည်းတော်တော်ကြီးကိုယုံနေ ဒါဖူးမောက်ဖို့သင်ရသွားပြီ ဟုတ်ဖူးမောက်ရသွားပြီ ဖူးမောက်ရသွားပြီဒါပေမဲ့ပွဲပြီးတော့စက္ကန့်30ပဲကျန်တော့အဲ့တော့ကြောင့်မလို့ကျော်ရင်ထားဖို့ပြန်ကြိုးစားနေတယ်ရပြီကျော်ရင်ကိုထားတယ်ပါပြီဒီလဲပြောက်ရောက်ပိုက်တယ်နော်အမှန်ကြီးဆိုတာဒါပဲကြီးလေကျော်ရင်စောက်သွားထင်သေးလို့မရဘူးပွဲပြီးဖို့ကလည်းဒါ10စက္ကန့်မှပဲကျန်တော့လေအော်ဒီတစ်ချက်ချွေတယ်အိုးကျော်ရင်တလောက်ထပ်ပေးရတယ်ဒါကခြေအောင်လေးကိုဆွဲပြီးဆွတ်လုံသွားတာပါဖူးမောက်မှာတစ်ခါတန်းရသွားကင်ပိုရှာထုတ်ပြသွားတယ် ဒီ round ကတော့ game board ရဲ့ round လို့ပြောရမယ်ဗျကျော်ကြီးနည်းနည်းအာယုံလေးထွေပြားနေတဲ့ပုံမှာရှိတယ်ဗျကျော်ရင်ကတော့ ground ပိုင်းမှာတော့ကျော်ရင်အဲ့လိုနင်းငယ်ပေါ့ round တာ 2 တာနေရနေပြီးတော့ပြန်ပေးရမှာမျိုးရှိရနော်ညီလေး ဟုတ်တယ် stand by ကတော့ကျော်ကြီးပို့တာတယ် stand by ကတော့တော်တော်ကြီးတာတဲ့သဘောမှာရှိတယ်ခုနကကျွန်တော်ကြည့်ရတာအောက်ကနေသူအဲ့ဒီဟာလေးဆိုတော်တော်ကြီးတာတယ်တော်တော်ကြီးတာ ကိုယ်နေတော့ game board ground game မစောသေးတော့ဘူးလို့ထင် stand by ပဲစော အဲ့ဒါတော့အမှန်ပဲရ ဒီရဆရာတွေကတော့တခြားဘူးပဲတရားရှိမှတော့ဒီစနစ်ပြောင်းဖို့ကြံပေးနေရောကူလူတွေတော့ကျွန်တော်တို့ဘောကနေဆင်းခိုင်းနေပြီဗျကျွန်တော်မြင်မှာတော့ကျော်ကြီးအနေနဲ့ stand by ကိုပဲ UTP စောတင်တယ် game board ကဒီ ground ပိုင်းမှာပေါ့သူရဲ့ဒီ body structure ရအောင်ဒါသူဒီစနစ်ရအောင် ground ပိုင်းမှာပိုတာလို့ကျွန်တော်ထင်တယ်ဗျ round 2 ကျွန်တော်ဒီအကဲဆန်တဲ့သဘောမှာရှိတယ်ကျော်ကြီးနဲ့နည်းနည်းလေး aggressive ဖွင့်ပြီးတော့ဆော့လာတာလေးတွေ့ရတယ်အိုးအဲ့ဒါအန်ဒီရများတယ် ကျော်အင်းနေနဲ့နိုင်ငံတုံဆိုင်နေတယ်လို့ဖြစ်နေတယ်ဒီပွဲမှာနော် ဒီဘက်မှာနည်းနည်းလေးသူအာယုံထွေပြားတယ်ဗျ အိုး stand by ပဲမှာတော့ ကျော်ကြီးကို welcome တော့မလုပ်နဲ့ welcome တော့ဟောဝင်လာမှာခေါ်ထိုးလို့မရဘူးကျော်ကြီးကို အေးဟက်ကကြီးတော့ကောင်းတာပဲ ကင်ပိုလည်း gut body shot body အိုး
ကလင်းနေတာမှာတော့ကျော်ရင်းနေနဲ့ ground မိုင်းကိုသွားရင်တော့မတားတော့ဘူးညီလေးအဲ့တော့ကျော်ရင်းနေနဲ့ stand ဖိုင်မှာပဲရက်ပြီးစော့တင်တယ်ဒါအန်နာဟိုရအောင်ကျော်ရင်းပြန်ယူရမယ်လက်ကိုပြန်ထည့်ရမယ်အခုဆိုရင်ဂင်ဘိုကအန်နာဟိုနေတာလဲဖို့ကြိုးစားနေတယ်ဒီဂင်ဘိုက ground ရင်းတော့ကောင်းတာပဲတပယ်လက်နေတော့ တော့တကယ်မထင်တော့ဂင်ဘိုအဲ့လောက် ဂင်ဘို ground ရင်းတော့ကောင်းတယ်နော် တော်ကြီးကောင်းတာဗျအိုး အဲဘောတစ်ချက်ချွေးသွားတယ် အဲဘိုးတွေမိတယ်ဆိုလို့အိုးအဲဘိုးတွေမိတယ်ဆိုတော့ကြော်ကြီးတို့အန်ဒီများတယ် အများကြီးမှာပါတယ်ဂင်ဘိုက ground ရင်းပေါင်တော့ကောင်းတာပဲညီလေးကျော်ရင်းကိုထားမခံဘူး ဒါပေမဲ့ ကျော်ကြီးဒီနေ့တော့ပြန်ထားမှာပဲရမယ်နေရာကိုကပ်ပြီးတော့ဒီနေ့တော့ဂီလတင်လည်းဖမ်းလို့မရဘူးဘာမှလုပ်လို့မရဘူးပြန်ထားဖို့တစ်ခုပဲရမယ်ဒါဖမ်းလို့ရမယ်အကျော်ရရတာဂီလတင်ဖမ်းဖို့လိုက်နိုင် ကလတီတဲ့စာဒီနေရာမှာ roll တွေကပို့အသုံးဝင်တယ်ဗျဓာတ်ရိုက်ကြီးလေ submission ဝင်ဖို့တဲ့ဆိုလို့ရှိရင် ဂင်းဖို့ ground တော့ကြော်ကောင်းတာပဲညီလေး အိုး အဲဘိုးတွေကိုလုံးဝထိထိမေအသုံးပြုနိုင်တယ်ကျော်ကြီးကလုံးဝအထားမခံနိုင်ကျော်ကြီးပြန်ထားလို့မရဘူးဖြစ်နေကျော်ကြီးဒါဖူးမောင်းရပါပြီဖူးမောင်းဆို ground ပေါင်ရှယ်ကျွေးခံတော့မှာ အိုးအဲ့ဒါကြီးကတော်တော်ကြောက်ရတယ်ဗျ ကျော်ကြီးပြန်ထားမှရမယ်ဖလစ်လို့ပြီးတော့ ဖူးမောက်ဝင်သွားတာဖြစ်တော့ပြန်ထားမှတော့ရမယ်ဗျဟိုအဲ့နေရာမှာအိုး try ရပြန်ဖမ်းရမှာကျော်ကြီးနေတော့တက်တံပြန်ရုံးကန်တယ်ပဲပြန်ထားဖို့ကြိုးစားတယ်ပေါ့ အိုးဖူးမောက်ဒဲကြီးတွေအဲ့ဒါအနေအရမ်းများလုံးနေအိုး ဒါကျော်ရင်နေတဲ့ဒီချိန်မှာတော့ defend အပြင်ဘာမှပြန်လုပ်ဖို့စမပြေဘူးပေါ့ဒါပေမဲ့ကျော်ရင်နေနေတော့တက်တံဆုံးကာဝယ်နိုင်တယ်ကြီးလေးကအေး အော်တနေ့အဲ့အမဝင်ဝိုင်းအော်ဝင်လိုက်ဘူး ကျော်ကြီးဂရစ်ဖမ်းဖို့ပြန်ကြိုးစားနေပေါ့ အဲ့နေရာမှာ ကျော်ကြီးဂရစ်ဖမ်းမယ်ဒါပေမဲ့ဒီနေတိုင်းမှာမလွယ်ဘူးကြီးလေး မလွယ်ဘူးဟိုဘက်ကလည်းကျွန်တော်ဒီကိုနေနဲ့လည်းပြန်ပြီးနောက်တစ်ဖက်လုံးနေတဲ့ရွေးရဂိုလက်တင်ကအဲ့လောက်ကြီးမလွယ်ဘူးဗျ ဒီနေ့တော့ဂလီတန်ထက်ကိုအနာဂွန်နာတို့ဓာတ်ကက်တို့ကြိုးစားရမှာဖြစ်တယ်ဒါပေမဲ့ကျော်ကြီးတက်တာသွားတယ်ဖူးမောင်းနေထားနေပြီးတော့ ground ရဲ့မောင်တိတ်အများကြီးကျွေးမခံအောင် ဒါပေမဲ့ဒီမှာတော်တော်တက်လုံပြိုပါဗျဒူကောကကျွန်တော်ဘိုက်ပေါ်တက်နေတာဖြစ်အမဖူးပေါကိုထပ်ဝင်အောင်ပါဗျ အော်ကျော်ကြီးဒီလက်ကိုတော့မလွတ်ပေးသေးဘူးလွတ်ပေး ground ရဲ့မောင်ကျွေးခံရလိမ့်မယ်အော်9မိနစ်ဖြစ်တော့ကြောင်မလို့တက်လုံပိုင်းကတော့အခုဆိုရင်ဒါ game ပေါ်ဖူးမောင်းပြန်ရဆိုတယ်ပေါ့တော့ ground ရဲ့ပေါင်မှာကျော်ကြီးပြန်ကာကွယ်ရအောင်မယ် ဟိုခုနကတစ်ချက်လွဲသွားတယ် အေးဒီတော့ကျော်ကြီး ကျောင်းကြီးကမဟုတ်ပြန်ရသွားတယ်ဖြစ်ပါတယ်ဗျအနေထားကတော့ အော်ဒါအမိုင်ဆိုအလဲပြောင်းဝင်ညီလေးရတည်ဘာသပြန်ကြားလို့ပြန်မယ်ပုံတွေတွက်လို့မရဘူး အဲ့နေရာမှာပေါ်ကနေအောက်ကိုဒူးနဲ့ဆွဲလိုက်ရင်တော့ ကျော်ကြီးနေနေတာခြေတစ်ဖက်ကိုထုတ်ပြီးတော့ဖူးမောင်ရဖို့ကြိုးစားတယ် အိုး အဲဝကျွေးမယ်ကျွန်တော်တို့စက္ကန့်20ထပ်ပြီးတောင်းခံနိုင်ရင်တော့ ဒါနောက်တစ်ချက် round ကြည့်ရ 3 မယ် ကိုဝင်ဖို့ရှင်းနေရှိတယ်ပေါ့နော်ဒါပေမဲ့ MMA ဆိုတာပြောမရဘူးဗျ ဟာမဖိနေချက်ထုတယ်ပွဲပြီးဖို့ကလည်းဆက်ဆက်ကမှကျန်တော့တယ် ကျော်ကြီးကတော့သူ hammer fit နှိုက်တာတော့တော်ကောင်းတယ်ဗျ body shot နှိုက်တယ် hammer fit အိုး ground ပေါက် ground ပေါက် ဒါဆိုတော့ကျွန်တော်တို့ချိန်နေပဲဗျ round 3ကိုတက်သွားတဲ့အခြေအနေရှိတယ်ဗျ စောကြီးမပြီးတော့ဘူးဒီလေးသုံးကြီးပြအောင်ကြည့်ရပြီပေါ့ Round 3. ကျော်ကြီးနေဒီအချိန် Final round. တော့ရုံးကန်ရတယ်လို့မြင်နေတယ်နော်ဒီကတိတ်တောင်းပေါ့ကင်ပိုရဲ့ဒဗလက်တိတ်တောင်းတွေကအတော့လုံးပြတယ်ပေါ့ ဒီဘောက double leg take down ကိုသူ ground control မှာဒါပေမဲ့ကျွန်တော်ကြည့်ရသလောက်ပါဗျာဒီဘောကနည်းနည်းလေးဒီ round 1 2မှာအားတော်သုံးလိုက်တဲ့နေရာမှာပါတယ်ဗျပြီးတော့ high difference กว่าကြားချက်လည်းရှိတော့လေ အမှတ်ပေးရဆိုရင်တော့ကင်ပိုနှစ်ချီလုံးတောင်းနေတယ်ပေါ့ဒါပေမဲ့ဒီအချိန်မှာကျော်ကြီးအပေါက်ထိုးနိုင်တော့ပွဲလက်ကြပြသွားလိမ့်မယ်ကြီး
ကင်ဖို့ ground game ပေးမစော်တင်တော့ အဲ့ဒါကြီးတွေဆိုတော်တော်ကြောက်ဖို့ကောင်းတယ်ဒူးကြီးတွေဝင်လာ ကင်ဖို့ကတော်တော်လာလာရှိကြသမားလို့မြင်တယ်နော်နောက်မှာတော့ဂင်ဘိုးအနေနဲ့တော်တော်ကြီးတက်လို့တော့ကြာသွားတယ်ဗျ တွင်းခက်တယ်ဗျကင်ဖို့တော့ ground ခေါ်ဆော့မှာပဲသူပိုင်တဲ့ ground အဲ့တော့ stand by မှာကြော်ကြီး knock out လုပ်ပြနိုင်မှသူနိုင်ရမှာဖြစ်တယ်ဗျကျော်ဝဲနဲ့ဆောင်းတိုင်းမနေပဲနဲ့ဒါ stand by ကိုပဲတဲဆော့တင်တယ်လို့ကျွန်တော်ထင်တယ် ဒါလည်းဖြစ်နိုင်တယ်ဗျ ကျော်ဝဲဒါမဟုတ်ဆိုးလိုက်လို့လိုက်နေရပဲကြီးလေး အိုးဒီနေရာမှာထပ်ပြီးတော့ တိတ်တောင်းအလုံးမခံအောင်ရှင်းလို့တယ် အိုးအဲ့ဒါကြီး တက်လိုက်ကြီးကွာဆလန်လုံး ပြီး သွား ပြီ ဒီလေဒီလောက်ထားကြတာလေ ဂူလတီယိုကျော်ရင်းနဲ့ဂူလတီယိုတက်တောက်ထားလိုက်ပဲဆိုပြီးသွားပြီဗျ အတော့ဘန်းတာဖြစ်တယ်ကြီးလေး90ရာခိုင်နှုန်းတော့ဝင်နေပြီဒါပေမဲ့ဂိမ်းဘောကလက်ကိုပြန်ဆွဲလာတယ်ပေါ့ကျော်ကြီးကရှိသမျှ လက်တစ်ဖက်ထောက်ထားပြီးတော့ရှင်းပြအားကုန်ထုတ်မယ်ဆိုလို့ရှိရင်အားကုန်သွားမှာပဲ4 မိနစ်ဆိုတော့ 4 မိနစ်ဆိုကျော်ကြီးဒါနောက်ဆုံးချီလေးဖြစ်တယ်လုံးဝဒါဇွဲနဲ့တက်လုံးနဲ့ဆိုင်သွားပြီကြီးလေးအခုဆိုလွတ်သွားပြီဆိုရင်တော့ဒါဂိမ်းဘောရဲ့ ground ဟင်းပေါင်းတွေကို ကိုရဲ့ ground ပေါင်းကိုတော့ကန်စားရတော့ ခံစားရတော့မယ်ပေါ့အိုးအဲဝိုးကြီးလေးကကျော်ရန်အနေနဲ့က ground ရဲ့ပေါင်တွေမှာ round တွေကိုထိသွားတယ်ပေါ့ထိရတဲ့ကြောင့်ဒါကစားသမားရဲ့အနေကိုရှေ့ရှုပြီးတော့တိုင်းကားလိုက်တာဖြစ်တယ်ဗျ ပဲသွားလိုက်ရမှာဟုတ်တော့ကျွန်တော်ကြည့်ရတဲ့လောက်ကလည်းကောင်းစစ်ကတော်တော်များတယ်ဒါလည်းအနေအရင်များတယ်အဲ့ဒီအချိန်မှာအနေအရင်များတဲ့အချိန်တွေအဲ့တော့နိုင်ရကြီးသူကတော့ဂင်ပိုပါ main fight မှာကတော့ ကျွန်တော်တို့ဒီ MMA မှာတော့ဖြတ်ပြီးမျောလဲနေရတယ်ဒါသမားပေါ့တက်ကွက်စုံနေ ground ကောင်းနေ အဲ့ကတော့တော်တော်စုံတဲ့ထဲမှာပါတယ်ဗျဒီကတော့ 12-6 တွေနဲ့အောက်ဝဲနိုင်သွားတယ်လို့ပြောလို့ရတယ်ဗျပွဲစဉ်14 MMA main event 60 kg weight တန်းပွဲစဉ်မှာဒိုင်ပွဲရဖြစ်နိုင်ရရှိသွားသူကတော့အပြာတော်မှကလေးမျိုးဖိုက်တာဂင်ဘော က
Hello အားလုံးတွေ့မြင်ကြတဲ့အတိုင်းပါပဲအဲ့တော့ညီလေးနာမည်ရယ်ကလပ်ရယ်အခုအနိုင်ရရှိတဲ့ပေါ်ခန်းစားချက်လေးရပြောပြပါဦး ကျွန်တော်နာမည်တော့ကင်ဘူလို့ခေါ်ပါတယ်ကျွန်တော်ဒီပွဲကိုလာတော့ဖို့အတွက်ကျွန်တော်ဆရာလင်းတော့ပိုင်ဘောက်စင်ကလပ်စီနဲ့တော့အတူဆော့ပါတယ်ဒီပွဲကိုနိုင်လို့ပြောရတယ်ယိုနာဘူးသူလာမလဲနာဘူးသူလာမလဲဘောက်စင်ဖေဖေ MMA ဖေဖေ50ခွန်ဝေးတန်း60ဝေးတန်းကင်ဘူးဘေးမဲ့ဆိုတဲ့အကောင်လာခဲ့ ကင်ဘူဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီနေ့ကျင်းပတဲ့ 3MA8 ပြိုင်ပွဲကြီးကိုမနက်9နာရီနဲ့ည9နာရီမှာ Skynet Sport 1မှာပြန်လည်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ယနေ့ပွဲဖြစ်မြောက်ဖို့ဝိုင်းဝန်းကူညီပံ့ပိုးပေးတဲ့ sponsor လူကြီးမင်းများဝင်ရောက်ရှင်ပြိုင်ပေးကြတဲ့ကစားသမားတစ်ယောက်ချင်းစီတိုင်းနဲ့နီးပြများ